အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရုပ်ရှင်ဖော်တိုင်ကစားမှာပါရုပ်ရှင်ဖော်တိုင်တယောက်ကဒိုင်ယာလော့ပြောလို့ရှိရင်နောက်တစ်ယောက်ကအဲ့ဒိုင်ယာလော့ကိုဆက်ပြောပြီးတရုပ်ဆောင်ပြမှာပေါ့နော်နာမည်ကြီးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေပါမြမရုပ်ရှင်လောကကြီးမှာအရန်နာမည်ကြီးခဲ့ရုပ်ရှင်ကားကြီးတွေကိုကျွန်တော်တို့တရုပ်ဆောင်ပြမှာဖြစ်ပါတယ်။ဟုတ်ကောင်းတယ်။ Okay စပါချစ်လို့ပါမင်းပြောစပြောမယ်ဆိုငါအတိုင်းမခေါ်မယ်နော်5 4 3 2 1 action နာမည်အရင်ကအမုံပါအရန်လေအဲ့အရန်လေရန်လွင်ဆက်ပြောလေဘုံဘုံရှိကြီးနဲ့ချစ်လာတော့အမောင်းနောက်တစ်ယောက်ကအဲ့မှာတခုခုပါ response တစ်ပတ်က dialogue ဖြစ်တဲ့တစ်ပတ်ကတယောက်ကပြောနေတာနင်းနဲ့ဆန်စပေါက်မှထိုင်နေတာဘုံရှိရအောက်ကနေရောက်လာတာသူနာမည်ဇင်ဝိုင်းကခေါ်လာမှာဟုတ်တယ်လူနာမည်ကအမုန်းနဲ့လားညီနာမည်ကိုဘယ်သူပေးထားတာတော့ဟုတ်တယ်မလားဟုတ်တယ်လုံးမလို့လေပြန်ပြောညီနာမည်ပြန်ပြောလူနာမည်ကအမုန်းနဲ့လားညီနာမည်ကိုဘယ်သူပေးထားတာတော့အမေပါ5 4 3 2 1 action လွယ်လေးပဲလုပ်မယ်နော်ငါမေးနေတယ်နော်ခင်မင်းခါနစ်သမီးဟုတ်လားမဟုတ်လားမှန်တိုင်းချေတောင်းစားလူလေးမလွယ်လေးရခဏလေးစောင့်ပြန်လာခဲ့မယ်ခဏလေးပြန်လာခဲ့မယ်ခဏစောင့်ပြန်ပြောခဏလေးပြန်ပြော5လွယ်ရမလားလွယ်ရမ်းလွယ်ငါမေးတယ်နော်ခင်မင်းခါနစ်သမီးဟုတ်လားမဟုတ်လားမှန်တိုင်းပြောတောင်းစားလူလေးမအားနဲ့မရမှောင်နေရကြတဲ့မိုးတိမ်ဆုံးမြတ်သူစားနဲ့ထူးမွန်နဲ့โอเคဒီခါငါအလှဲ့စဉ်းစားလိုက်မှာခဏလေးโอเคဒီကားကွာမြန်မာနိုင်ငံမှာတော်တော်နာမည်ကြီးပြီးတော့တော်တော်စင်တန်းရှိနဲ့အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားโอเคခေါ်ပေးလေ5 4 3 2 1 action You'll take care of me until I die right သိလားလေတာယုတူတဲ့ဇက်ကီလေအဲ့ဆိုပြော You'll take care of me until I die right I take care of you until I die ကို until I die so promise me ကွာ hey promise အဲ့ဒါလားမလားတကယ်ကြပိုင်ပြူးသူဆိုတော့လည်းငါပိုင်ပြူးသူလိုက်မယ်လေနော်မကဘူးဒါပေမဲ့အိတ်ကအကြာကြီးပဲ4နာရီလောက်ကြာတယ်ဟေးဒီလိုက်လာကြရအဲ့ကငါသိပါရင်ပြောငါသိပါရင်အရန်နာမည်ကြီးရဲ့โอเคချစ်သူတယောက်ကိုပြုစုရရတယ်ဆိုတော့ကျွန်တယောက်ကတခင်တယောက်ကိုပြုစုရရတယ်လို့မျိုးမဟုတ်ဘူးမောင်โอเคကားနာမည်ကမိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်လွယ်သွားလားရဲ့dialogue နည်းနည်းခက်တယ်အဲ့ဟာငါသိတယ်နောက်ဆုံးကဆုံးတဲ့ဟာငါသိတယ်စပိန်နဲ့လေဟုတ်လားစပိန်နဲ့ထင်တယ်ဟုတ်တယ်ဒေါင်းရယ်ပိုင်ဖြိုးသူ့ရယ်ဆိုင်းစီတွန်ခိုင်းရယ်တနင်းယူမော်နဲ့တနင်းdialogue ပြန်ပြောချစ်သူကိုပြုစုရရတယ်ဆိုတော့တခင်တယောက်ကိုကျွန်တယောက်ကပြုစုရရဆိုမျိုးမဟုတ်ဘူးမောင်တခင်တယောက်ကကျွန်တယောက်ကဆက်ပြောချစ်သူတယောက်ကိုပြုစုရချစ်သူကိုပြုစုရရတယ်ဆိုတာတခင်တယောက်ချစ်သူကိုပြုစုရရတယ်ဆိုတာကျွန်တယောက်ကတခင်တယောက်ကိုမှန်တယ်ဆက်ပြောပြန်မြိုင်းတယ်ဆက်ပြောပြုစုရရတယ်ဆိုတာတခင်ချစ်သူတယောက်ကိုပြုစုရရတယ်ဆိုတာကျွန်တယောက်ကတခင်တယောက်ကိုပြုစုရရတယ်လို့မျိုးမဟုတ်ဘူးမောင်မိခင်ကသားဟိုအမမောင်ယူရတယ်လို့မျိုးယူရတာအဲ့လိုမျိုးပြုစုတာအဲ့ဒါကျိုးနှုံမှုမဟုတ်ဘူးမောင်အဲ့ဒါအချစ်ရှက်တယ်လည်းကောင်းနေပါပြီ။ကြတကယ်ချင်းစားလိုက်။နေမဟုတ်တာတွေမပြောနဲ့။စနေပြီ။နေမဟုတ်တာတွေမပြောနဲ့နော်။ဇလန်တွေဘာကြီးလဲဇလန်တွေနည်းနည်း hint ပေးလိုက်နည်းနည်း hint ပေးရမယ်ဆိုလို့ရှိရင်အဲ့ထဲကမင်းသမီးကြီးကဟာည
true တဲ့ video တခုနာမည်ကြီးပါရဲ့ကွာညဘက်အိမ်သာတက်ကလတ်ထဲမှာအိမ်သာလိုက်ရှာတော့အခါဆိုပြီးတော့လိုက်ရှာ ငါလည်းကြားမယ်ဒီလိုမျိုးလား သိလားညဘက်အိမ်နာထဲမှာကလတ်လိုက်ရှာတော့ ဟုတ်ပါဘူးကလတ်ထဲမှာအိမ်သာလိုက်ရှာတော့အခါဒီလိုအဲ့လိုလား ခဏလေးမသိဘူးဆိုရင်ငါတစ်ခုလုပ်ပြမယ်အဲ့ဒါမှနောက်တစ်ခုနာမည်ကြီးပါရှိရလေ ပြေးပါညီနေတော့ဒါလည်းညီနေတော့လိုပြရတယ်ပြေးပါရေ အတေးဆောင်ပြဒီကင်မရာလေးသွားနေโอเคနေမဟုတ်တာပြောနဲ့ ဟုတ်တာလေပြောမှာမဟုတ်ဘူးငါပြောလို့မသိဘူးနေစပိတ်တာโอเค ငါပြောလို့ အလွယ်နေပဲပြီးသွားပြီတကယ်ဒီတစ်ခါနည်းနည်းခတ်လိုက်မယ်နော်တကယ်ချင်းကို အရင်မခတ်နိုင်အောင်မခတ်ရင် ခတ်တော့မခတ်ဘူးแต่နာမည်တစ်ခါကြည့်ဘူးတယ်ဖေးမှာနာမည်ကြည့်ဘူးတယ်အဲ့ trend ဖြစ်တဲ့ viral ဖြစ်သွားတဲ့ဗီဒီယိုပဲ โอเค အမူအရာနဲ့လုပ်ပြမယ်နော် အေး အမင်းသမီးတယောက်ပဲသူထိုင်နေမှာကြောက်တော့မို့လို့မျိုးဒီမျိုးထိုင်မှာ โอเคငါခေါ်ပေးမယ်ငါခေါ်မခေါ်ရိုက်တကယ်ဘာဖြစ်တော့မှလုံးမယ်လေ အတုံးကြတဲ့ကောင်မတွေလှေကိုမကျွမ်းကျင်မဲလှောနေကြပါတိရလားတက်ပြဒီလည်းမင်းလည်းဒီလည်း ထိတ်နေတာဗောဒီတော့ကြောက်ပါမှာနေနဲ့ဟာလေခဏအရင်လုပ်ပြလိုက်မယ်ဟိုပါဘာဖြစ်အဲ့ဒါပြောတယ်ဒါလည်းအင်းဆက်ပြ ဒါလည်းအင်းဆက်ပြမယ် အတုံးကြတဲ့ကောင်မတွေလှေကိုလှောနေကြပါ ခုတော့အားလုံးသေကြတော့မယ်သေကြကောင်းတယ်သေကြ แล้วก็ดีๆเลยเตะจ้า သေကြဟေးသေကြ မင်းတို့ပြစ်ချလိုက်တာ သူ့ရေထဲနေကြပြဟောသေကြဟေးသေကြ ဒီလောက်ပဲအိမ်ရှင်ကလာပြောနေပြီဒီတော့ခန့်တန်ရန်ချေလို့ နောက်နေ့ကျမှဆက်ရိုက်ပြင်မယ်တက်တာ